မိုင်ဆုံးခမင်္ဂလာပါရှင်နမ်မူနာဒေတာ channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ချုံချစ်မှာရှိတယ်ပေါ့နော်အရန်ကိုမြင့်ပြီးတော့မှလှပတဲ့ building Raffles City ပေါ့နော်စင်ကာပူရဲ့ Raffles City ကနေပြီးတော့မှသွားပြီးတော့မှစောင့်ထားတာဒါပေမဲ့တရုတ်ပြည်မှာကတော့ Chao Tianmen Square လို့ခေါ်ပါတယ် landscape နဲ့ architecture ပေါ့နော် amazing ကိုတွေ့မြင်ရမှာဖြစ်ပါတယ်ဒီနေရာကသွားလို့လည်းအရန်လွယ်ပါတယ် Chao Tianmen metro station ကနေထွက်လိုက်တာနဲ့ exit 1ဆိုတာနဲ့ချက်ချင်း building ကြီးကိုအခုလိုတွေ့ရပါပြီရှင်ဒါလေးကတော့ယထာဘူတာကနေထွက်လာခြင်းမြင်တွေ့ရတဲ့ဒီဘက်ခြမ်းကအဆောင်ဦးပေါ့နော်ခဏနေကြရင်ဘာတွေဖြစ်မလဲဆိုတာဆက်ပြီးတော့မှကြည့်ပေးနော်ဒါလေးကတော့လမ်းဖြတ်ကူပြီးတော့မှကိုဘက်ခြမ်းကိုရောက်သွားတာပါဘယ်နားရောက်ပေါ့နော်ဖြတ်လျှောက်လေးကိုတော့တစ်ချက်ဖြတ်လျှောက်ခွင့်ပြုပါရှင်ကျမကတာမန်ခီးသွားတယောက်ပေါ့နော် professional လည်းမဟုတ်ပါဘူးဒါပေမဲ့စူးစမ်းပြီးတော့မှကျမရိုက်ခဲ့ပါတယ်အဆောင်ဦးကြီးကမြင့်လုံးပေါ့နော်ကျမစူးစမ်းပန်းစားရိုက်ခဲ့ရပါတယ်အခုလိုမျိုးတဖြည်းဖြည်းရှောက်လာရင်လည်းပေါ့နော်ဒီ building အောက်ကိုကြော်ဖြတ်ပြီးသွားတဲ့အချိန်အခုလို amazing တွေ့လိုက်ရပါတယ်ဒီနေရာကတော့ရန်ကျူးနဲ့ဂျာရင် river ပေါ့နော်နှစ်ခုထိတိုက်လာတွေ့တဲ့နေရာဖြစ်ပါတယ်ချုံချင်းတစ်မျိုးလုံးကလေရှိသမျှအကုန်အဲ့လိုတောင်ဆောင်အဆောင်နေမှာပေါ့နော်စောင့်ထားတာမျိုးတွေပါအဲ့တော့သူတို့ရဲ့တီထွင်ဖန်တီးမှုပေါ့နော်စောင့်လုပ်ထားတဲ့ဟာတွေကအရန်ကို amazing ဖြစ်ပါတယ်အခုပဲမြင်ကြီးခဏနေကြလို့ရှိရင်ရေပြင်ဖြစ်သွားတာမျိုးပေါ့နော်ဒါမျိုးတွေကိုအလွယ်တကူနေရာတော်တော်များများမှမြင်တွေ့ရမှာဖြစ်ပါတယ်အားလုံးလည်းတွေ့မှာပါသူတို့ရိုက်ပြထားတာတွေလေဟိုမြင်ကြီးကနေစစ်စင်အထက်20ဖြစ်သွားတာမျိုးတွေပေါ့နော်ဒါမျိုးတွေကတော့ချုံချင်းမှာဘယ်လိုပြောမလဲပုံမှန်ဖြစ်စဉ်ပေါ့နော်ဟိုးအရှိဘက်ကိုလှမ်းမြင်နေရတယ်ပေါ့နော်ကျမကြည့်ကြည့်တာဟုံးရံတုံးအသေးစားလေးလိုမျိုးပေါ့ဒါပေမဲ့ဟုံးရံတုံးတော့မဟုတ်ပါဘူးတကယ်ကြတဲ့ဟုံးရံတုံးကဘယ်ဘက်ခြမ်းမှာရှိနေတာဖြစ်
တထားမှလေမီးလိမ်ပေါ်ရောင်လေးတွေပြေးနေတဲ့အနောက်ကအဲ့ဒါဟုံးရံ3ပါရှင်ပြောချင်တာဒီနေရာကနေလေဟုံးရံ3ကိုသွားလို့လွယ်ပါတယ် Is it the my hand the behind can see Hong Yang Dong? 那个在前头那个电视台。 If take the zone can see or not Hong Yang Dong? 我们一起找，一管找去，黑橘子，黑橘子。 တထားလေးကိုတေချာကြည့်နော်ယထာဖြတ်နေရတွေ့ရမယ်အဲ့ယထာကဟုံးရံ3ကိုသွားတဲ့ station ရှောက်ရှိကျ station ကိုသွားနေတာဖြစ်ပါတယ် ကျမရဲ့ရိုက်ချက်လေးအရန်ကောင်းတာပဲเนาะကောင်းကင်ကိုကြည့်လိုက်ပါလင်းရင်ပြန်နေတာကိုတွေ့ရမှာဖြစ်ပါတယ်ရှင် ဒီ reference city ရဲ့အပေါ်ဆုံးထပ်မှာပေါ့နော်တခြား service တွေရှိပါသေးတယ် glass walk ပေါ့နော်ဝင်ကြေးပေးပြီးတော့မှ glass walk ရှောက်လို့ရပါတယ်ပြီးတော့လို့ရှိရင် swing တွေလည်းရှိပါတယ်ဘားတွေလည်းရှိပါတယ်ကျမကိုယ်တိုင်ကတော့အဲ့အပေါ်ကိုမရောက်ခဲ့ပါဘူးဒါ Google search ကနေပြောပြခြင်းဖြစ်ပါတယ်ကျမရဲ့ဗီဒီယိုကိုအဆုံးထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ်ရှင်နောက်ဘေးဆက်သွားအောင်မလဲစောင့်ကြည့်ပေးအောင်နော်အားလုံးပဲတတာ good night